All right, let's begin. Please open your books to page 10. Yes, ma'am. We'll go over the examples together. ဒီတော့အာကာလေးဟာအာကာတို့ကျောင်းနဲ့တခြားကျောင်းတွေရဲ့ပုံစံကမတူဘဲနဲ့ကွဲနေတာကိုဘာကြောင့်လဲဆိုပြီးတော့မှသိကျင်နေတာပေါ့တနေ့မှာအာကာဟာကျောင်းခန်းထဲကိုတငယ်ချင်းတွေမရောက်ခင်မှာသူတယောက်တည်းအရင်ရောက်နေရတာပေါ့အခန်းထဲမှာကျန်းရင်းကနေ Water's coming up. ရေတွေတူတူဆန်းဆန်းစိတ်ထွက်နေတာကိုတွေးလိုက်ရတာပေါ့ဒီတော့အာကာလည်းစူးစမ်းလိုစိမ့်နဲ့ရေတွေကိုကင်ကြည့်တာပေါ့ပြီးတော့ကျန်းရင်းကိုအသာမချစ်လိုက်တဲ့အခါမှာအောက်ခြေကိုဆင်းလို့ရတဲ့လေကားဖြစ်တွေကိုထူးဆန်းတာတွေးလိုက်ရတာကြောင့်မို့အာကာလည်းအယံ့အော်သွားတာပေါ့ဒီတော့အာကာလည်းအောက်ခြေကိုဆင်းဖို့စိတ်ကူးတော့တာပေါ့ဒါပေမဲ့လေကားကအယံ့မောင်နေတာကြောင့်တိတ်ပံကန်ထဲကဓာတ်မီတလက်ကိုအပြေးသွားယူတာပေါ့ပြီးတော့စိတ်လှုပ်ရှားစွာနဲ့ပဲလေကားအတိုင်းဆင်းကြည့်တာပေါ့အောက်ရောက်တဲ့အခါမှာတော့အယံ့ကိုရှိလျားတဲ့ဥမင်လိုင်ကောင်းကြီးဖြစ်နေတာပေါ့နယံမှာလဲပကြီးကားတွေကျဲတွေလှတွေထူးဆန်းတဲ့သင်္ကေတတွေကိုရေးချယ်ထားတာကိုမြင်ရတာပေါ့အာကာကရှေ့ကလူတွေခြံရဲခဲ့တဲ့လျှို့ဝှက်ချက်ပဲဖြစ်ရမယ်လို့တွေးပြီးတဖြည်းဖြည်းချင်းရှောက်ကြည့်တာပေါ့လိုင်ကောင်းကြီးရဲ့အဆုံးမှာတော့အေးရမတကားကြီးကြီးကိုတွေးလိုက်ရပါရောတကားကြီးကဂီယာတွေခလုတ်တွေလီဘာတွေအစုံနဲ့ရှေးအောင်ပုံစံဖြစ်ပေမဲ့ဤပညာဆင်းရဲတဲ့ပုံစံနဲ့ပေါ့အာကာလည်းတကားကြီးရဲ့ခလုတ်တစ်ခုကိုရဲရဲဝံ့ဝံ့နဲ့နှိပ်လိုက်တာပေါ့တကားကြီးပွင့်သွားတဲ့အခါမှာစရုပ်တွေရင်တွေကြက်တရားမြေပုံတွေနဲ့တခန်းလုံးတီထွင်မှုတွေနဲ့ပြည့်နေနေတဲ့အခန်းကိုတွေးလိုက်ရတဲ့အခါမှာအာကာလည်းအယံ့အော်သွားတာပေါ့ဒါရိုင်စာအုပ်တော့ကိုတွေးလို့ဖွင့်ဖတ်လိုက်တဲ့အခါမှာတော့ဒီကျောင်းကိုလျှို့ဝှက်တီထွင်လူတွေအဖွဲ့ကဆောက်လုပ်ခဲ့သည်ဆိုတဲ့စာသားကိုတွေ့ရတာပေါ့ဒီတော့မှအာကာလဲအော်ဒါကြောင့်ဒီကျောင်းကခုလိုထူးဆန်းတဲ့ပုံစံနဲ့ရှိနေတာကိုလို့တွေးမိသွားတော့တာပေါ့နောက်နေ့ကျောင်းရောက်တဲ့အချိန်မှာ All right, တော့ class, please ကျန်း turn ရ to င်းက page ပုံမှန်ပဲပြင် 45. ဖြစ်နေတာ We'll ပေါ့ review the examples ဒါပေ together. မဲ့အာကာက All right, ကျော class, င်းပိတ် today ထဲ we're မှာ starting our lesson ဒါ on ရိုင်စာအုပ်က space. ရှိ Wow, နေတော့ space, like stars? အိုး Exactly, ဒါ and ငါအိမ်မက် galaxies မဟုတ် too. ဘူးတကယ်ဖြစ်ခဲ့တာပဲစူးစမ်းလေ့လာမှုကငါဘယ်တော့မှရပ်တန့်မှာမဟုတ်ဘူးအကြီးကျယ်ဆုံးသောအရာတွေက What is ရှာဖွေ that? မှုတာမ Let's ရှိရင် see. ပုံအောင်နေမှာ I ပေါ့ think I လို့ see တွေး a ပြီး path. စိတ်အားတွေတက်ကြွနေခဲ့တာပေါ့ What's all this stuff for? This microscope looks so cool. I wonder what this chart shows. Okay, let's test the reaction. I'm ready. Pour it in slowly. It's changing color and fizzing. Success! မမေတို့ရဲ့ကလေးတွေကိုဒီလိုစဉ်းစားစီတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းခြင်းနဲ့ဆိုရင် channel လေးကိုဆက်လက်ပြီးတော့အားပေးပါအောင်နော်